ဥယုံငန်းဖြောက်ယောဂနဲ့စားစာတက်ရှင်တိုက်ဖွက်လို့ခေါ်တဲ့ဥယုံငန်းဖြောက်ယောဂဟာစားတောက်တွေကတစ်ဆင့်အများဆုံးကူးစက်နိုင်နေဆိုတာသင်သိပြီးပြီလားအထူးသဖြင့်မချက်ပြုတ်ရသေးတဲ့ဒါမှမဟုတ်ချက်ပြုတ်ပြီးသားစားစာတွေကိုကင်တွယ်သူကတန်ရှင်းမှုကိုမထိန်သိမ်းဘူးဆိုရင်ဒီကူးစက်ယောဂပိုးအနေအကိုသတိပြုသင့်ပါတယ်မိမိချက်ခင်လက်ကိုစင်ကြယ်စွာမစေးခြင်းဟင်းချက်စရာများကိုတန်ရှင်းနှောရည်ဖြင့်ထပ်ထပ်ဆေးကြောမှုမပြုခြင်းနဲ့အိမ်သာအထွက်မှာလက်မစေးခြင်းတို့ဟာဥယောင်ငန်းဖြားယောဂါကိုပြန့်ပွားစေတဲ့အဓိကချက်တွေပဲဖြစ်ပါတယ်။သင်ဟာဒီယောဂါကိုသိဆောင်သူတရားဖြစ်ခင်မယ်ဆိုရင်ထိုချက်တွေကြောင့်တပါးသူထံကိုယောဂါကူးစက်စေနိုင်ပါတယ်။ဒါကြောင့်မိသားစုတို့အမြဲတမ်းချက်ပြုတ်နေတဲ့အင်ရှင်မတို့ဟာတိုက်ဖွက်ယောဂါကိုကာကွယ်ဖို့အတွက်အစားအသောက်တွေကိုတန့်ရှင်းစွာကိုင်တွယ်ပေးနော်။မနက်ဖြန်မှာတော့တိုက်ဖွက်ယောဂါကိုဘယ်အချိန်မှာဘလို့စတွေ့ခဲ့လဲဆိုတဲ့တမိုင်းကြောင်းလေးနဲ့ပြန်လာမှာမို့အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့နီလန်ကောင်းလေးတွေအတွက် Food Classroom Page ကို Like and Follow လုပ်ထားကြအောင်နော်။